တာဒါဒီမှာကြည့်ရှက်လေးအရန်ကြိုက်တဲ့ဒီအနှစ်ဘူးဒီနေ့ရလာတယ်ဈေးရနေပြီးတော့လေသူကတစ်ခါတလေမှလာရောင်းတာပေါ့နော်သူဒီအနှစ်ကဘာလဲဆိုတော့သူက2မျိုးရှိရယ်2မျိုးမဟုတ်3မျိုးတောင်ရှိရယ်ငါးနဲ့လောက်တဲ့အနှစ်ရယ်ပဇွန်နဲ့လောက်တဲ့အနှစ်ရယ်နောက်တစ်ခုကကြတော့အဲ့ပဇွန်နဲ့ကိုမှသူကငပိရယ်နောက်ပြီးတော့လုံးဝတကြားနဲ့အဲ့လိုမျိုးအချိုးလောက်ထားတဲ့ဟာပေါ့နော်ဒါကကြတော့ငပိရယ်ပဇွန်ဘယ်လိုခေါ်လဲမြင်းပဇွန်လို့ပြောရမလားမသိဘူးပြီးတော့ကြတော့ပြောရင်းအောင်တည်ကြလိုက်ဗာလဲငရုတ်သီးစိမ်းရယ်နောက်ပြီးတော့ကြက်သွန်ရယ်ထညက်ရယ်အဲ့ဟာပါငပိအဓိကပါတာပေါ့နော်ပြီးတော့နောက်တစ်ခုကကြတော့ဒီလိုမျိုးဟာကိုပဲငပိမပါတဲ့ဟာလည်းရှိရယ်အရန်ကိုမှစားကောင်းတော့ရှင်တို့ဟိုအရင်တော့ဟိုတလောတော့နာမည်ကြီးသွားတဲ့ဒီသက်ဗာလဲဖတ်တီမရဲ့အတမယာဒီတုတ်လိုမျိုးကျွန်မအဲ့တော့ဖတ်တီမရဲ့ဟာကိုမစားရလို့ကျွန်မဒီမှာတရီတွေကြာနေရကြည့်ပါဦးအရန်ကောင်းอร่อยมากဘာသီးလာအကုန်ကွက်တိသူ့ရဲ့အရာလာဘာလဲဆိုတော့မချင်ဘူးနော်အချင်းမရှိဘူးငပိအရာသာပါရယ်ပြီးတော့ထညက်အရာသာပါရယ်တကြားပါမယ်ပြီးတော့ဘာလို့ခေါ်လဲလားကြက်သွန်လေးလည်းပါတယ်ကြက်သွန်လေးနဲ့ဆိုတော့ပို့ပြီးတော့အရသာပြင်းလေးနဲ့ထီမီကွီဒီမှာရှယ်လေးအခုပန်းသီးနဲ့စားနေတရက်သီးနဲ့စားအရင်တရက်သီးနဲ့ဆိုရှင်ဟိုဖြစ်လို့အရန်ကြတာ这要马来刚来的哇ရပဇွန်ချောင်းမလုပ်ဖ ೇನೆ ပဇွန်မြင်ဆိုတော့လေအီလေးနဲ့အနှစ်ကစားလို့ကောင်းနေရောဒီတဘူးကိုဟွာပေးရတယ်ဘတ်60ပေးရတယ်သူကဒီဟိုပါဗါလေ 7-Eleven တို့ Mass Value တို့မှာဆိုရှင် Number 1လို့ခေါ် Number 1အဲ့ဒီအနှစ်ဘူးလည်းရှိတယ် Number 1ကကြတော့ဒါနဲ့တိတ်မစင်ဘူးပို့ချိုတယ်ဒါပေမဲ့တူပါပဲဒါရန်ကောင်းတာဒါတခါလေးမှဈေးမှာရောင်းလို့ရတာအရန်ကောင်းဆက်